လေးလုံးသို့မဟုတ်ကို့မှာရှိတဲ့အုတ်ဒီရဲလေးနဲ့လည်းဆောက်လို့ရတယ်တစ်ခုနိုင်ရင်တစ်ခုတိုင်မယ်နှစ်ခုနိုင်နှစ်ခုတိုင်မယ်ဥမာကိုကတစ်ခုလေးနိုင်တယ်ဆိုရင်လေးကိုလိုကန်ပါမယ်ပေါင်နဲ့ကပ်လိုက်မယ်ရှော့ကိုပခုံးကြည့်နံပါတ်1 exercise က remainder ဖြစ်ပါတယ်ပြီးသွားပြီဆိုရင်ဒီမှာလေးကိုပြန်ထားမယ်ခါးလေးကိုဆက်ထားမယ်တင်ပါလေးကိုအနောက်ကိုတွန်းထုတ်လိုက်မယ်ပြီးတော့ရင်ကိုယ့်ရဲ့အလေးကအောက်ကိုဖြည်းဖြည်းချင်းရှာသွားမယ်ဒီတော့မှပဲ1 2 3 4 5 6 7ပြီးရင်ပြန်တယ်တစ်ချိန်ဒီအောက်ကိုဖြည်းဖြည်းဆက်မယ်ဒီတော့မှရောက်ရင်အနိုင်ရမယ်1 2 3 4 5တစ်ချိန်လေးလုံးတစ်ခုဆိုရင်ဒီလိုကြိုက်ပါမယ်1 2 3 4 5 6 1 2 3 4 5 Okay now 7 chain ဆော့ပါမယ်7 chain ကြောပြီးသွားရင်စက္ကန့်30 3 မိနစ်နားမယ်နားပြီးမှနောက်ထပ်တစ်ကြောကိုဆော့ပါမယ်အားလုံးစုပေါင်း3ကြောဆော့ပေးရပါမယ်3ကြောပြီးတော့မှ10မိနစ် 3 မိနစ်နားမယ်နားပြီးနောက်ထပ်အသစ်တစ်မျိုးထပ်ဆော့မယ်